အခြေအနေတွေမတူကြပေမဲ့ချစ်ချင်းကတော့အတူတူပါပဲမေရဲ့မေရဲ့နိုင်ကောအတိုင်းဝိုင်းတွေခွဲကြလို့ထားနေပြီကွယ်ဒီကိုချစ်တော့လေဆွေမျိုးတိုင်းဝိုင်းကောင်းတနာကြောင့်တော့ခပ်ပြီးချင်းနဲ့ရှင်မချစ်လို့လေခွေခွေရမယ်အဖြစ်မျိုးလေးတော့မဖြစ်စေခြင်းနဲ့ကောင်းတနာတွေမရှိခဲ့ရင်